ဒီဇလန်းဟာတင်ညာတိုင်းပန်ကာဖွင့်ပြီးအိတ်တဲ့အခါတင့်ခန္ဓာကိုယ်အတွင်းမှာမမြင်နိုင်တဲ့အပြောင်းလဲတွေဘလို့ဖြစ်ပေါ်နေလဲဆိုတာကိုပြောပြထားပါတယ်။ညတညတင်အိတ်ဆက်နေချိန်မှာပန်ကာလေးဟာတိတ်တိတ်လေးတင့်အရေးပြားပေါ်ကရေဓာတ်တွေကိုဖြည်းဖြည်းချင်းခြောက်သွေ့စေပါတယ်။တင်မတိလိုက်ပေမဲ့မျက်လုံးအသက်ရှူလမ်းကြောင်းတွေကလည်းတညလုံးရေဓာတ်ဆုံးရှုံးနေပါတယ်။မနက်မိုးလင်းလာတဲ့အခါရေပြားခြောက်သွေ့ခြင်းမျက်လုံးရရင်ခြင်းလေချောင်းခြောက်ခြင်းနဲ့ခန္ဓာကိုယ်တစ်လျှောက်တင်းတိမ်မှုတွေကိုသင်ခံစားရနိုင်ပါတယ်။ဒါတွေဟာတင်မသိတဲ့အချိန်မှာခန္ဓာကိုယ်ကရေဓာတ်လျော်နေမှုကိုပြန်လည်ညှိနှိုင်းဖို့စ조사နေခဲ့တဲ့လက္ခဏာတွေပါ။ဒါပေမဲ့ဒီမှာမပြီးသေးပါဘူး။ပန်ကာလေးဟာလေထဲမှာရှိတဲ့ဖုံမှုန့်တွေအမွှာတွေမမြင်ရတဲ့သေးငယ်သောအမုံမွှားတွေကိုတညလုံးတင်းမျက်နှာနဲ့အသက်ရှူလမ်းကြောင်းတွေကိုတိုက်ရိုက်ပို့ပေးနေပါတယ်။ဒီအရာတွေကြောင့်လေချောင်းရောင်ရမ်းခြင်းအသက်ရှူလမ်းကြောင်းရရင်ခြင်းအားလျာကြီးဖြစ်ခြင်းတွေဖြစ်နိုင်ပါတယ်။နောက်ထပ်မမြင်ရတဲ့တက်ရောက်မှုတစ်ခုကတော့အေးလေကတင့်ခန္ဓာကိုယ်ပေါ်ရန်ကိုပုံမှန်ထက်ပိုမြင်မြင်အေးစေပြီးကြက်သားတွေကိုလုံးဝအနားယူခွင့်မပေးပါဘူး။ဒါကြောင့်မနက်အိပ်ရာထလာတဲ့အခါလေပင်တင်းခြင်းပခုံးနာခြင်းကြောနာခြင်းတွေကိုအကြောင်းမသိပဲခံစားရနိုင်ပါတယ်။ဒီလေ့ကျင့်ကိုနေ့တိုင်းဆက်လုပ်နေမယ်ဆိုရင်ရရန်မှုတွေတဖြည်းဖြည်းပုံမတိုးလာပြီးအိပ်စက်မှုအရေးသွေးကျဆင်းသွားမယ်။နောက်ဆုံးမှာတော့တင့်ခန္ဓာကိုယ်ဟာမမြင်ရတဲ့ပင်ပန်းနှမ်းနယ်မှုတွေကိုတဖြည်းဖြည်းစုဆောင်းနေပါလိမ့်မယ်